အားလုံးပဲမင်္ဂလာပါရှင်ဒီနေ့မှာတော့ပတ်စုံမှာရောက်ရှိလာတဲ့ဘီလေးနှစ်ခုကိုခုံပဲလုပ်ပြပေးသွားမှာဖြစ်ပါတယ်ရှင်ဒီဘီလေးရဲ့နှမျိုးဆိုလို့ရှိရင်တော့ရာဘာသားလေးဒီလက်ကင်လေးနှစ်ခုကရာဘာသားလေးနဲ့ပြုလုပ်ပေးထားတာဖြစ်ပါတယ်ရှင်ဒီအလွာလေးဒီဘီလေးဆိုလို့ရှိရင်တော့အလွာလေးကတော့နှစ်ဖက်ပါပါတယ်တိလေးတွေကိုအမွေးလေးတွေကိုဖြည်းဖြည်းပြီးသွားတဲ့အခါမှာလည်းအမွေးလေးရှုပ်ပွားနေတာကိုလည်းစိတ်ပူစရာမလိုပါဘူးเนาะဒီဘက်မှာရှိတဲ့ brush လေးနဲ့ရှင်းပြလို့ရပါတယ်ရှင်ကဲဒီဘက်ဒါလေးရဆိုလို့ရှိရင်တော့အလွာကတော့နှစ်ဖက်ပါပြီးတော့အစိမ့်နဲ့အကျဲပဲဖြစ်ပါတယ်ဒါလေးကတန်လေးနဲ့ပြုလုပ်ထားဖြစ်တဲ့ကြောင့်မလို့ခိုင်ခိုင်မှုကလည်းရှိတယ်ပြီးလို့ရှိရင်တော့ဒီကိုတန်နဲ့ပြုလုပ်ထားလို့နာမာကိုလည်းစိတ်ပူနေကြမလိုပါဘူးเนาะသူ့ရဲ့ဒီထိတ်လေးမှာအဖုလုံးလုံးလေးနဲ့လုပ်ထားဖြစ်တဲ့ကြောင့်မလို့နာမာကိုလည်းစိတ်ပူနေကြတော့မလိုပါဘူးရှင်